တနေ့တွင်အောင်နေမင်းသည်ထိန်တော်ရွာမှထွက်ခွာလာပြီးလန်ခီတလျှောက်ဆက်လက်လျှောက်လာခဲ့သည်လမ်းတွင်လှဲတစည်းနှင့်တွေ့ဆုံခဲ့ရာလှဲမောင်းသူမှာရွာသားရွာဤတကြီးသားဖြစ်နေသည်အောင်နေမင်းကလှဲနာသို့နီးကပ်လာပြီးတည်ငြိမ်စွာပြောလိုက်သည်အကိုရေကျွန်တော်လှဲကြုံလိုက်ချင်လို့ပါတကြီးသားကလှဲကြည့်ကဘယ်ကိုသွားမလို့လဲဟုမေးလိုက်သည်အောင်နေမင်းကရွာသားရွာကိုပါအဲ့ဒီရွာမှာလူတွေကိုကူညီဖို့သွားမလို့ပါဟုပြန်ဖြေလိုက်သည်တကြီးသားကခဏစဉ်းစားပြီးနောက်ကောင်းပြီးတက်ပါဆရာလေးဟုလဲပေါ်တင်ပေးလိုက်သည်လက်ခီးတွင်တကြီးသားကရွာသားရွာအကြောင်းကိုရှင်းပြလာသည်ရွာထဲတွင်အေးကျွယ်ဟုခေါ်သောကောင်မလေးတစ်ယောက်ရှိခဲ့သည်သူမသည်အမေနှင့်သာအတူနေထိုင်နေသူဖြစ်ပြီးဖခင်မှလွန်ခဲ့သော၄နှစ်ခန့်ကဆုံးပါသွားခဲ့သည်အေးကျွယ်သည်ရွာသူရွာသားများကြားချစ်ခင်ခံရသူဖြစ်တော်လဲအောင်ထုံးဟုခေါ်သောအရက်သမားတဦးကသူမကိုအလွန်ဆွဲလန်းနေခဲ့သည်တနေ့တွင်အောင်ထွန်းသည်အေးကျွယ်ကိုလမ်းပေါ်တွင်တွေ့၍ရီးစားစကားပြောခဲ့တော်လဲအေးကျွယ်ကပြတ်သားစွာညှင်းဆန်လိုက်သည်ထိုအခါအောင်ထွန်းသည်ဒေါသထွက်ကအေးကျွယ်ကိုခြုံပင်အတွင်းသို့အတင်းဆွဲခေါ်သွားပြီးအကြမ်းဖက်မရင်းကျင်းမှုတစ်ခုကိုကျူးလွန်ခဲ့သည်ထိုအဖြစ်ပြက်ပြီးနောက်အေးကျွယ်သည်စိတ်ထိခိုက်လွန်ခဲ့ကာအိမ်သို့ပြန်လာခဲ့သည်သူမသည်အိမ်ရောက်လာသည်နှင့်တပြိုင်နက်တယောက်တည်းငိုယိုနေခဲ့သည်ထိုအချိန်တွင်သူမ၏မိခင်မှာအိမ်တွင်မရှိသေးပေအချိန်နှဲငယ်ကြာပြီးနောက်မိခင်ဖြစ်သူပြန်ရောက်လာသောအခါသမီးဖြစ်သူကိုဆေးများတောက်ထားပြီးပါးစပ်မှအမြုပ်များထွက်နေကအသက်ရှူရခက်ခဲသည့်အခြေအနေဖြင့်တွေ့ရှိခဲ့သည်မိခင်သည်အလွန်အမင်းငိုယိုကားခေါ်ဆိုတော်လဲအေးကျွယ်သည်နောက်ဆုံးတွင်အသက်ဆုံးရှုံးသွားခဲ့သည်ထိုဖြစ်ပျက်အတွက်အောင်ထုံးကိုဖမ်းဆီးကာထောင်ဒဏ်ချမှတ်ခဲ့တော်လဲအေးကျွယ်၏ဝိညာဉ်သည်မကြေမနက်ဖြစ်နေစေဖြစ်ခဲ့သည်ညတိုင်းတွင်သူမ၏ဝိညာဉ်သည်ရွာအတွင်းလှည့်လည်ကာအောင်ထုံးကိုရှာဖွေ၍တောင်းကျမ်းနေခဲ့သည်ရွာသူရွာသားများသည်ကြောက်ရွံ့ထိတ်လန့်နေကြပြီးညအခါအိမ်ပြင်သို့မထွက်ရဲကြတော့ပေအောင်နေမင်းဟာသူတို့ပြောသမျှကိုနားထောင်ပြီးနောက်အောင်နေမင်းကတကြီးနှင့်တကြီးသားတို့အားပြောလိုက်တယ်ဒီနေ့ညမှာသူမကိုကျွန်တော်ဆုံးမပေးမယ်ဟုပြောလိုက်တယ်ရွာသားများအားညဘက်အိမ်ပြင်မထွက်ကြရန်တတိပေးရန်လည်းတကြီးအားတာဝန်ပေးလိုက်တယ်တကြီးကလည်းခေါင်းညိတ်ကလက်ခံလိုက်တယ်ညရောက်လာသောအခါအောင်နေမင်းသည်တကြီးသားနှင့်အတူရွာအတွင်းသို့ထွက်လာခဲ့တယ်ကြာခင်တွင်တရဲမှအေးကျွယ်သည်သူတို့ရှိသို့ပေါ်လာခဲ့တယ်အောင်နေမင်းကတည်ငြိမ်စွာမင်းရှာနေတဲ့သူကသူ့အဖြစ်နဲ့သူထောင်ကျသွားပြီလို့ပြောလိုက်တယ်သို့တော့အေးကျွယ်ကငါရွာလုံးကိုတတ်မယ်ဟုဒေါသဖြစ်ပြန်ပြောသည်အောင်နေမင်းကအမားတွေထပ်မလုပ်တော့ပဲလမ်းမှန်ကိုသာလျှောက်ဖို့တတိပေးတော့လဲအေးကျွယ်ကမနာခံပဲငါအလုပ်ကိုလာနောက်ရှက်ရင်မင်းကိုပါတတ်မယ်ဟုချင်းချောက်လိုက်သည်ထိုအခါအောင်နေမင်းကမျက်လုံးမိုက်ကငါသည်လောကအကျိုးအတွက်လောကသားများကိုကယ်တင်နေသူဆရာအောင်နေမင်းဖြစ်သည်လို့ကြွေးကြော်ပြီးအာလာဝကဘီလူငါရှိယခုချက်ချင်းရောက်လာစေဟုအမိန့်ထုတ်လိုက်သည်ခဏအတွင်းအေးကျွယ်၏နောက်တွင်ဘီလူကြီးတစ်ကောင်ပေါ်လာသည်ထိုအင်အားကြီးအရင်ဝါကိုမြင်သည့်အခါအေးကျွယ်သည်ကြောက်ရွံ့သွားကအောင်နေမင်းရှိတွင်တောင်းပန်လိုက်သည်အောင်နေမင်းကနူးညံ့စွာပြောဆိုလိုက်တယ်ရွာသားတွေကမင်းအတွက်ကုသိုလ်ကောင်းမှုများလုပ်ပြီးအမျှဝေမယ်မင်းသာဓုခေါ်ပြီးစိတ်ရောလိုက်ပါလို့ပြောလိုက်သည်အေးကျွယ်ကလည်းဟုတ်ကဲ့ပါကျမလည်းဒီလိုဘဝမှာနေရတာပင်ပန်းနေပြီးအမုန်းတရားကြောင့်မလွတ်မြောက်နိုင်တာပါအခုကျမစိတ်လျှော့လိုက်ပါပြီဆရာလေးကိုလည်းကျေးဇူးတင်ပါတယ်ဟုပြန်ပြောပြီးထိုနေရာမှပျောက်ကွယ်သွားသည်ထို့နောက်အောင်နေမင်းကဘီလူကြီးအားပြန်သွားရန်အမိန့်ပေးလိုက်တယ်ဘီလူလည်းပျောက်ကွယ်သွားသည်ထို့နောက်အောင်နေမင်းကတာကြီးနှင့်တကြီးသားတို့အားအေးကျွယ်အတွက်ရွာသားများကစုပေါင်း၍ကုသိုလ်ကောင်းမှုများပြုလုပ်ပေးရန်မှာကြားခဲ့သည်မနက်မိုးလင်းချိန်တွင်အောင်နေမင်းသည်မိသူကိုမှမသိစေဘဲတိတ်တဆိတ်ရွာမှထွက်ခွာသွားခဲ့သည်